အားလုံးပဲမင်္ဂလာပါရှင် MTT ကွန်ပျူတာထိန်းသိမ်းစင်တာကနေပြန်လည်ကြိုဆိုပါရှင်ဒီနေ့မှာက Microsoft Word မှာလေးချောင်းမြင့်ပုံစံလေးဘယ်လိုဆွဲရလဲဆိုတာကိုပြောပြပေးမယ်ပေါ့နော်ဒီလေးချောင်းမြင့်ပေါ်လေးမှာစာလေးနဲ့ဘယ်လိုရေးရလဲဆိုတာကိုပြောပြပေးမယ်အရင်ဆုံးမှာကလေးချောင်းမြင့်ဆွဲဖို့အတွက်စာရွက်အလစ်လေးတည်းရယူလိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာစာရွက်မရှိဘူးဆိုလို့ရှိရင်မတို့ဒီမှာကာစာလေးချလိုက်ပြီးတော့အန်တာလေးတွေခောက်သွားလိုက်တာနဲ့စာရွက်အလစ်လေးတည်းရထွက်လာမယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာလေးချောင်းမြင့်လေးဆွဲကြည့်မှာဖြစ်တဲ့အတွက်အမကလေးချောင်းမြင့်ဆွဲဖို့သူ့ကို grade line လေးခေါ်ရမယ် grade line လေးကိုဘယ်ကနေတော့ခေါ်ရလဲဆိုတော့ဒီမှာ menu bar လေးရှိတယ်ဒီ menu bar လေးကိုtab bar လို့လည်းခေါ်တယ်ဒီtab bar လေးတွေက view tab ထဲကိုသွားမယ် view tab ကိုတစ်ချက်ကလစ်ပြီးရတယ်ဒီမှာ show group ရဲ့အထက်က grade line ဆိုတာလေးကို on လိုက်မယ် on လိုက်ပြီဆိုရင်သူ့မှာဒီမှာ grade line ဆိုတာလေးထွက်လာတယ်ဒီ grade line ပေါ်မှာအမကလေးချောင်းမြင့်လေးတွေဆွဲမှာပေါ့နော်အရင်ဆုံးဒီမှာလေးချောင်းမြင့်လေးကအနီရောင်လေးကနေစပြီးတော့ဆွဲမယ်အနီရောင်မြင်းလေးကိုမကဘေးကနေပြီးတော့ကြတော့သွားပြီးတော့ဆွဲရမလဲဆိုတော့ကြတော့ insert tab ထဲကိုသွားမယ် insert tab ထဲက shape ထဲကိုသွားပြီးတော့ဒီမှာ line လေးကိုယူလိုက်မယ် line လေးကိုယူပြီးဒီတောင်လေးမှာအပေါင်းပုံစံလေးပေါ်ပြီးဆိုရင်အမတို့ဒီလိုလေးထောင်လေးမှာချိန်ပြီးတော့ keyboard ကနေရှစ်ကိုဖိထားမယ်ဖိထားပြီးတော့ဒီလိုမျိုးဆွဲလာမယ်ဆွဲလာပြီးနောက်ဆုံးဒီတောင်လေးကိုရောက်ပြီးဆိုတာနဲ့ mouse ကိုလွှတ်လိုက်မယ်ဒါဆိုရင်သူကဒီမှာအလုံးလေးနှစ်ခုနဲ့ဆက်လက်မှတ်ရက်မြင်းလေးဆွဲပြီးသားဖြစ်သွားမယ်ဒါလေးကမြင်းကအပြာရောင်သေးသေးလေးဖြစ်တဲ့အတွက်မထင်ရှားဘူးပေါ့နော်အဲ့တော့သူ့ကိုအနီရောင်လေးအမတို့ပြောင်းလိုက်မယ် format တက်ထဲကိုသွားမယ်ပြီးရင် shape outline တွေကိုသွားမယ်ဒီထဲကနေမှအနီရောင်လေးကိုရွေးလိုက်မယ်ဒါဆိုရင်သူကဒီမှာမြင်းအနီလေးထင်ရှားလာပြီသူ့ကို weight အထူလေးပေါ့နော်အထူလေးကိုလည်းနည်းနည်းလေးအထူလေးထူအောင်အမတို့ဒီထဲကနေ weight ကနေပြီးတော့ကြတော့ရွေးလိုက်မယ် 1pt လောက်ထားလိုက်မယ်ဒါဆိုရင်ထင်ထင်ရှားရှားလေးဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာလေးချောင်းမြင်းလေးကအနီလေးပြီးရင်အပြာမြင်းလေးနှစ်ခုဆွဲချင်တာဒီအပြာမြင်းလေးနှစ်ခုကိုမတော့ copy ပွားမှာဒီမြင်းအနီလေးကို copy ပွားမှာဖြစ်တဲ့အတွက်ပုံမှန်ဆိုရင် control C control V နှစ်ချက်နှိပ်နေရတယ်အဲ့တော့အမတို့ကတစ်ခါရဲပြီးသွားအောင် control D လေးနဲ့ပွားလိုက်မယ်ဒါဆိုရင်ဒီလိုပုံစံလေးမြင်းတစ်ကြောင်းထွက်လာမယ်ဒီမြင်းလေးကို keyboard ကနေပြီးတော့ right arrow down arrow လေးတွေနဲ့အမရွှေ့လိုက်မယ်ဒီ grid line လေးနဲ့တစ်ထပ်တည်းကြအောင်အပေါ်ကိုရွှေ့လိုက်မယ်ဒါဆိုရင်မြင်းလေးနှစ်ကြောင်းရလာပြီသူ့ကိုဒီမှာဆက်လက်မှတ်ရက်ဒီအလုံးလေးတွေဆက်လက်မှတ်ရက်ကိုမဖြုတ်သေးပဲနဲ့ဒီ format တက်ထဲရ shape outline တွေကနေအရောင်လေးပြောင်းမယ် dark blue အရောင်လေးပြောင်းလိုက်မယ်ဒါဆိုရင်ဒီလိုပုံစံလေးထွက်လာပြီသူ့ကိုဒီမှာ dotted line ပုံစံလေးဆွဲချင်တာဖြစ်တဲ့အတွက်အမက shape outline တွေကနေပြီးတော့ဒီ digest ထဲကဒီ dotted line ကိုကြိုက်တဲ့ပုံစံလေးကိုရွေးလိုက်ပေါ့နော်အဲ့တော့အမက square dot ဆိုတာလေးကိုရွေးလိုက်မယ်ဒါဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပြီအဲ့တော့ဒီမှာဆိုရင်အပြာမြင်းလေးရဲ့နောက်ထပ်တစ်စား copy ပွားချင်တာဖြစ်တဲ့အတွက် control D လေးနဲ့ copy ပွားလိုက်မယ်ပြီးရင် keyboard က right arrow down arrow လေးနဲ့အမကရွှေ့လိုက်မယ် grid line ပေါ်လေးကိုတစ်ထပ်ထဲကြအောင်ရွှေ့လိုက်မယ်ဒါဆိုမြင်းလေးကဒီလိုပုံစံလေးဖြစ်သွားပြီအဲ့တော့ဒီမြင်းသုံးချောင်းလေးကိုအမကgroup ဖွဲ့ချင်တာဖြစ်တဲ့အတွက် select မှတ်မယ်အဲ့တော့ဒီနောက်ဆုံးမြင်းလေးက select မှတ်ပြီးသားဖြစ်တဲ့အတွက်ရှစ်ကိုဖိထားမယ် keyboard ကရှစ်ကိုဖိပြီးတော့ဒုတိယမြင်းလေးပေါ်မှာဒီလိုမျိုးလေးဘက်လေးတန်းမြားမယ်လေးပေါ်အောင်ကာစာလေးကိုရွှေ့ပြီးမှတစ်ချက်ကလစ်မယ်ဒီမြင်းနီလေးပေါ်မှာလည်းလေးဘက်လေးတန်းမြားအမဲလေးပေါ်ပြီးဆိုရင်တစ်ချက်ကလစ်မယ်ဒါဆိုရင်ဒီလိုမျိုး select မှတ်ပြီးသားဖြစ်သွားမယ်မြင်းသုံးချောင်းကို select မှတ်ပြီးပြီဆိုတာနဲ့မတို့ဒီ format တက်ထဲရပဲ group ဆိုတာလေးကိုသွားမယ်ဒီ arrange ရဲ့ဒီအထက်က group ဆိုတာလေးကိုသွားပြီးတော့ group ဖွဲ့လိုက်မယ်ဒါဆိုရင်မြင်းသုံးချောင်းလေးက group ဖွဲ့ပြီးသားဖြစ်တဲ့အတွက်အမတို့ထပ်ပြီးတော့ copy ပွားလို့ရသွားပြီ control D လေးနဲ့ copy ပွားလိုက်မယ်ပြီးရင် grid line ပေါ်လေးမှာ sorry ဒီအပေါ်ကဒါလေးကမြင်းလေးကဒီအပေါ်ကအဲ့တော့ဒီမြင်းလေးကိုအမတို့ကဒီမှာတီချာထောက်ပြီးတော့ခြားယူမယ်နောက်ထပ် copy ပွားထားတဲ့မြင်းလေးကိုနောက်ထပ် copy ပွားထားတဲ့မြင်းလေးကဒီမှာပေါ့နော်အဲ့တော့ဒါလေးကိုအမတို့ကဒီလိုမျိုးဆွဲပြီးတော့ယူလာမယ်ဒီဟာလေးကိုတီချာထောက်ပြီးကမှဒီမှာတီချာထောက်ပြီးတော့ဒီမှာဆွဲယူလာမယ် grid line ပေါ်လေးကိုယူလိုက်မယ်ဒါဆိုရင်ဒီလိုပုံစံလေးပေါ့နော် grid line လေးနဲ့ချိန်ပြီးတော့ကြတော့ထားလိုက်မယ်အဲ့တော့ထပ်ပြီးတော့ကြတော့ control D လေးနဲ့ copy ပွားမယ်ပြီးရင်သူ့ကိုယူလာမယ် grid line ပေါ်မှာမြင်းအနီလေးတွေနဲ့တီချာချိန်ပြီးတော့ထားမယ်နောက်ထပ်ပြီးတော့ copy ပွားလာမယ်ပြီးရင်ဒီမှာ grid line လေးပေါ်မှာချိန်လိုက်မယ်ဒါဆိုရင်အမတို့က9ခုလောက်ပွားပြီးပြီဆိုရင်ထပ်ပြီးတော့ group ဖွဲ့မယ်ဘာလို့လဲဆိုတော့ဒီမှာအများကြီးထပ်ပြီးတော့ select မှတ်နေရမှာဆိုတဲ့အတွက်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီဥစ္စာ9ခုပေါ့နော်ဒီ9ခုကို select ထပ်ပြီးတော့မှတ်မယ် select မှတ်ပြီးတော့ထပ်ပြီးတော့ copy ပွားမယ်ပေါ့နော်
တော့ keyboard က8ကိုဖိထားမယ်ပြီးရင်ဒီမှာများမဲလေးပေါ်ကနေတစ်ချက်ကလစ်မယ်များမဲလေးပေါ်ကနေတစ်ချက်ကလစ်မယ်ဒါဆိုရင်အကုန်လုံးကို select မှတ်ပြီးဆိုတာနဲ့ format တက်ထဲကနေပြီးတော့ကြတော့ group ဖွဲ့မယ် group ဖွဲ့လိုက်ပြီဆိုရင်သူကအုပ်စုတစုလေးဖြစ်သွားပြီဖြစ်တဲ့အတွက်နောက်ထပ်ထပ်ပြီးတော့ control T လေးနဲ့ copy ပွားလိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီလိုပုံစံလေးရလာပြီ grid line လေးနဲ့ချိန်ပြီးတော့ထားလိုက်မယ်စာရွက်တစ်ရက်ပြည့်ဖြစ်သွားအောင်လို့ copy လေးတွေပွားပြီးတော့ကြတော့ဒီလိုမျိုးဆွဲယူပြီးတော့ grid line လေးနဲ့အမတို့ကတိချာချိန်လိုက်မယ်ပေါ့နော်အဲ့တော့လေးချောင်းမြင်းလေးကညီနေမှဖြစ်မှာဖြစ်တဲ့အတွက်တိချာ grid line လေးနဲ့ချိန်မယ်ပြီးလို့ရှိရင်ဒီမှာ control D လေးနဲ့ပွားလာတဲ့ဟာလေးကိုအမတို့ကဒီ grid line ပေါ်မှာချိန်လိုက်မယ်ပေါ့နော်အဲ့တော့စာရွက်ကိုပြည်အောင်လို့ထပ်ပြီးတော့ copy ပွားလိုက်မယ်ပြီးရင်ဒီမှာချိန်လိုက်မယ်ဒါဆိုရင်စာရွက်တစ်ရက်ပြည့်သွားပြီဆိုတာနဲ့မတို့ကဒါလေးချောင်းမြင်းပုံစံလေးဖြစ်သွားပြီပေါ့နော်အဲ့တော့သူ့ကိုဒီလိုမျိုးဘေးမြင်းလေးပေါ့နော်ဘေးမြင်းအပြာရောင်လေးလဲဆွဲခြင်းတဲ့အတွက် insert တက်ထဲကနေပြီးတော့ shade ထဲကိုသွားမယ်ပြီးရင် line 2လေးကိုယူပြီးတော့ကြတော့ဒီမှာကိုလိုအပ်တလောက်ဘေးမြင်းလေးဆွဲလိုက်မယ် keyboard က8ကိုဖိထားမယ်ပြီးရင်ဒီလိုလေးဆွဲလာမယ်ဆွဲလာပြီးတော့ကြတော့ဒီနေရာလေးမှာကိုကလွတ်လိုက်မိရဆိုရင်ဒီမှာအလုံးလေးပေါ့နော်ဒီအဖြူလုံးလေးကနေပြီးတော့ keyboard က8ကိုဖိပြီးတော့ဆက်ဆွဲလို့ရတယ်ကိုလိုအပ်တဲ့အရှည်အထိပေါ့နော်အဲ့တော့ဒီမှာလိုအပ်တဲ့နေရာမရောက်မချင်းဒီမှာဆက်ဆွဲလို့ရတယ်ဒါဆိုရင်လွတ်လိုက်မယ်ကိုလိုအပ်တဲ့နေရာရောက်ပြီဆိုတာနဲ့ mouse ကိုလွတ်လိုက်မယ်အဲ့တော့သူ့ကိုလည်းဒီမှာအပြာရောင်လေးပေါ့နော်ထင်းထင်းလေးဖြစ်ချင်တဲ့အတွက် shade outline နဲ့ dark blue လေးကိုရွေးလိုက်မယ်ပြီးရင် weight ကိုလည်းမတို့ထူထူလေးထားလိုက်မယ် weight ကို 1.2 လောက်ထားလိုက်မယ်ဒါဆိုရင်အပြာရောင်မြင်းလေးကထင်းထင်းရှားရှားလေးဖြစ်သွားပြီအဲ့တော့ဘေးမြင်းလေးလည်းပြီးသွားပြီဆိုလို့ရှိရင်အမတို့ကဒီမှာလေးချောင်းမြင်းလေးကလည်းဆွဲပြီးသွားပြီဖြစ်တဲ့အတွက်စာရိုက်တော့မှဖြစ်လို့အမတို့ view တက်ထဲကနေ grid line တွေကိုပြန်ဖြုတ်လိုက်မယ် grid line တွေဖြုတ်လိုက်တဲ့အခါမှာသူကလေးချောင်းမြင်းပုံစံလေးရလာပြီပေါ့နော်အဲ့တော့လေးချောင်းမြင်းပုံစံလေးရလာပြီဆိုရင်အမတို့ကဒီလိုမျိုးစာသားလေးလေးချောင်းမြင်းပေါ်လေးမှာ capital letter လေးကိုရိုက်မှာပေါ့နော်အဲ့တော့စာရိုက်မှာဖြစ်တဲ့အတွက် insert တက်ထဲကနေပြီးတော့အမတို့ဒီ shade ထဲကဒီ text box လေးကိုခေါ်ရင်လည်းရရပါတော့ဒါမှမဟုတ်လို့ရှိရင်ဒီ insert တက်ထဲကနေပဲဒီမှာ text box ဆိုတာလေးရှိရယ် text box ဆိုတာလေးကို click ပြီးတော့ draw text box ဆိုတာလေးကိုရွေးလိုက်မယ်ဆိုရင်ဒီမှာ plus sign လေးပေါ်လာပြီဒီ plus sign လေးပေါ်လာပြီဆိုရင်အမတို့ရိုက်ချင်တဲ့ဒီလေးချောင်းမြင်းပေါ်လေးမှာဒီ plus sign လေးနဲ့ပေါ့နော်ဒါမှမဟုတ်ရင်ဒီလွတ်နေတဲ့နေရာလေးမှာပဲဖြစ်ဖြစ်ဒီလိုလေးဆွဲလိုက်မယ်ဆွဲပြီးတော့ကြတော့ကိုရိုက်ချင်တဲ့စာသားလေးကိုရိုက်လိုက်မှာပေါ့နော်အဲ့တော့ဥပမာအနေနဲ့မက MDT Computer Training Center လို့ရိုက်လိုက်မယ်အဲ့တော့ဒီမှာစာသားလေးရိုက်လိုက်ပြီးစာသားလေးရိုက်ပြီးပြီဆိုလို့ရှိရင်သူ့ကို font size လေးပြောင်းလို့ရမယ် control A နဲ့ select မှတ်လိုက်မယ်ပြီးရင် home tab ထဲကနေပြီးတော့ကြတော့ font size ဘယ်လောက်ထားမှလဲဒီမှာအတိုး short လုပ်လို့ရတယ်font size ကိုအမားတို့ဒီမှာ26လောက်ထားလိုက်မယ်ပေါ့နော်ပြီးရင်ဘိုးလေးလည်းတင်လိုက်မယ် color လေးကိုလည်းဒီမှာdark blue လေးပဲထားလိုက်မယ်ပေါ့နော်ပြီးရင်ဒီနေရာလေးမှာ font ပုံစံလေးပေါ့နော်ကိုကြိုက်တဲ့ font လေးပြောင်းလို့ရတယ်မာက Times New Roman လေးပြောင်းလိုက်မယ်အဲ့တော့ဒီမှာလိုအပ်တဲ့လိုလေးဒါလေးကိုလည်းချဲ့လို့ရရပါတော့အဲ့တော့ဒီဟာလေးက text box လေးခေါ်ထားတာဖြစ်တဲ့အတွက်သူ့မှာကာလာတွေ outline တွေဝင်နေရပါတော့အဲ့တော့မတို့ကကာလာတွေ outline တွေကိုဖြုတ်ပြရမယ်အဲ့တော့ format တက်ထဲကိုသွားမယ် format တက်ထဲကနေ shape outline တွေက no outline ဆိုတာလေးနဲ့မြင်းနေဖြုတ်လိုက်မယ်ဒါဆိုရင်သူ့မှာမြင်းနေမရှိတော့ဘူးနောက် shape fill တွေကလည်း no fill လုပ်လိုက်မယ်ဒါဆိုရင်သူ့မှာကာလာအဖြူရောင်ကြီးမရှိတော့ဘူးပေါ့နော် outline လည်းမရှိတော့ဘူးကာလာလည်းမရှိတော့ဘူးဆိုလို့ရှိရင်မတို့ကဒီမှာမြားမဲလေးပေါ်ပြီးဆိုတာနဲ့သူ့ကိုဆွဲယူလာမယ်လေးချောင်းမြင်းပေါ်လေးမှာဒီလိုလေးထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီလိုလေးထားလိုက်ပြီးဆိုတာနဲ့သူကစာသားလေးချောင်းမြင်းပေါ်လေးမှာခြိုက်ပြီးသားလို့ပုံစံလေးဝင်သွားတာပါเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဘေးကိုတစ်ချက်ကလစ်လိုက်မယ်ဒါဆိုရင်လေးချောင်းမြင်းပေါ်မှာစာသားလေးရေးပြီးသားလေးဖြစ်သွားတာပေါ့เนาะအဲ့တော့ဒီ Microsoft ကလေးနဲ့လေးချောင်းမြင်းလေးဆွဲရတာကလွယ်ပါတယ်ပြီးရင်စာသားလေးကိုလည်းကိုရိုက်ချင်တဲ့စာသားလေးတွေကိုလည်း text box လေးခေါ်ပြီးတော့ဒီလိုမျိုးရိုက်လို့ရပါပေါ့เนาะအားလုံးနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်